မိတ်ဆွေရဲ့ဘဝရည်မှန်းချက်ကဘာလဲလဲပတ်စံအများကြီးချမ်းသာခြင်းနဲ့နိုင်ငံခြားသွားခြင်းနဲ့ဆိုင်ဖွင့်ခြင်းနဲ့ကျန်းမာခြင်းနဲ့စသဖြင့်အများကြီးရှိမှာပေါ့ကျွန်တော်မှလည်းရှိပါတယ်ကျွန်တော်တို့ထင်တာကရည်မှန်းချက်များများရှိလေအောင်မြင်မှုအခွင့်အရေးများလေဆိုပြီးတော့ပေါ့ဒါပေမဲ့ကမ္ဘာအချမ်းသာဆုံးစီးဝင်ဝါရန်ဘတ်ဖက်ကအဲ့ဒါကိုမှားတယ်လို့ပြောပါတယ်တကယ်တမ်းအောင်မြင်တဲ့သူတွေကအရာရာကိုလုံးနေတဲ့သူတွေမဟုတ်ပါဘူးအရာရာကိုညှင်းပယ်ပြီးတစ်ခုတည်းကိုလုံးနေတဲ့သူတွေပါဒီသဘောတရားကိုရှင်းဖို့အတွက်သူ့ရဲ့လျင်မှု Mindfulness နဲ့ဖြစ်ခဲ့တဲ့နာမည်ကြီးဇာတ်လမ်းတစ်ပုဒ်ကိုရှင်းပြကြပါမယ်။ဒီနေ့တော့ Warren Buffett ကသူ့ရဲ့လျင်မှုမေးတယ်။မင်းဘာဖြစ်ချင်လဲတဲ့။မင်းရဲ့ဘဝရည်မှန်းချက်ကဘာလဲတဲ့။လျင်မှုကချက်ချင်းမဖြစ်နိုင်တော့ Warren Buffett ကစာရွက်တည်းပေးလိုက်တယ်။ဒီမှာမင်းဖြစ်ချင်တဲ့ရည်မှန်းချက်25ခုကိုချရေးလိုက်တဲ့။လျင်မှုကလည်းရေးတာပေါ့။ပြီးတော့ Buffett ကပြန်ပြောတယ်။အဲ့ဒီ25ခုတည်းကမဖြစ်မနေလုပ်ချင်တဲ့5ခုကိုဝိုင်းပြတဲ့။လျင်မှုကအချိန်ကြာကြီးစဉ်းစားပြီး5ခုကိုရွေးလိုက်တယ်ဒီမှာတင်စိတ်ဝင်စားစရာကစလာပြီဘတ်ဖက်ကမေးတယ်ကြံခဲ့တဲ့20ကိုမင်းဘယ်လိုလုပ်မလဲတဲ့လျင်မှုကဖြေတယ်အဓိက5ခုကိုအာယုံဆိုင်လုပ်မယ်ကျန်တဲ့20ကိုတော့အားတဲ့အချိန်လေးတွေမှာဖြည်းဖြည်းချင်းလှုပ်သွားမှာပေါ့တဲ့ခမရောဒီလိုပဲတွေးမိလားဘတ်ဖက်ကခေါင်းခါလိုက်တယ်ပြီးတော့ပြောတယ်မင်းမနေပြီအဲ့ဒီအခု20ဟာမင်းနီလန်ပေါင်းစုံသုံးပြီးရှောင်ကျင်ရမယ့်အရာပဲတဲ့ဘာလို့လဲဆိုတော့အဲ့ဒီအဆင့်6ကနေ25အထိအရာတွေကမကောင်းလို့မဟုတ်ဘူးဗျကောင်းတယ်ခမားစိတ်ဝင်စားတယ်ဒါပေမဲ့အဲ့ဒါတွေကခမားရဲ့အရေးကြီးဆုံးအရာ၅ခုကိုပြီးမြောက်အောင်လုပ်မဲ့အချိန်တွေကိုခိုးယူမဲ့အရာတွေဖြစ်နေလို့ပါပဲတဲ့အရှက်လက်သင်သဘောတရားအရာကောင်းမွန်ခြင်းကအကောင်းဆုံးရဲ့ရန်သူပဲတဲ့ကျွန်တော်ကိုယ်တိုင်လည်းအခုအလုံးမရှိသေးတဲ့အချိန်မှာဒီစင်းကိုလုပ်ကြည့်တယ် YouTube လုပ်ချင်တယ်စာရေးချင်တယ်ဒီဇိုင်းဆွဲချင်တယ်ကိုဒီတင်ချင်တယ်စသဖြင့်အများကြီးပဲပေါ့ဒါပေမဲ့ကျွန်တော်သဘောပေါက်လိုက်ပြီကျွန်တော်အကုန်လုံးလိုက်လို့နေမယ်ဆိုရင်ဘယ်တစ်ခုမှထူးချွန်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်မိတ်ဆွေဒီနေ့ခမားဘွားအပြောင်းလဲဖြစ်စေမဲ့ challenge တစ်ခုလုပ်ကြည့်ပါ။စာရွက်တရွက်ယူပါခမားလှုပ်ရှင်တဲ့အရာတွေဒီထဲမှာချရေးကြည့်ပါ။ပြီးရင်အသေးအတန်လိုချင်တဲ့အရာ၅ခုကိုဝိုင်းလိုက်ပါ။ကျန်တာတွေကိုနှမျောမနေပါနဲ့ဖြတ်ထုတ်ပစ်လိုက်ပါ။အဲ့ဒီ၅ခုကိုမအောင်မြင်မချင်းကျန်တာတွေကိုလုံးဝလှည့်မကြည့်ပါနဲ့ focus ဆိုတာတစ်ခုတည်းကို yes ပြောတာမဟုတ်ပါဘူး။အခြားအခုတစ်ထောင်ကို no ပြောတာနဲ့တူတူပါပဲ။ကျွန်တော်မင်းထွေးပါမနေ့ပြန်ကြရင်တော့ကျွန်တော်တို့ဒီတစ်ပတ်လုပ်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်လည်သုံးသပ်ပြီးတော့ဘာတွေသင်ယူခဲ့ရလဲဆွေးနွေးကြပါမယ်